ရတဲ့အတိုင်းပဲဘူးမရဘူးဆိုတော့အနောက်ကလာယူတော့တော်တော်လေးကိုသဘောကျနေပြီအားကြပါဦးကျွန်တော်တို့တဲမဟုတ်တဲ့ဒေဆောက်ပြီအေးဆိုင်နေတာပဲနှာခေါင်းတွေဝင်ပြီးတော့နောက်ကျိုးဝင်သွားတဲ့လေကလုံးဝချမ်းစိတ်နေတာပဲဟုတ်ကျွန်တော်ပြမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဟိုဘက်အရှိကိုကျွန်တော်တို့သွားရမယ်တော့အဝေးလို့သေးတယ်ဟိုဘက်ရှိမှာဘာမှမမြင်ရသေးအဲ့ဒီကိုလုံတဲ့အထိကျွန်တော်တို့နောက်ထပ်ဆက်သွားရမယ်ဟိုနေဝင်စည်းစာကတော့လုံးဝရှဲ့ဗျာ耶，要么丢个，没要那个呀，啊哈哈。view တွေကြည့်လိုက်ပါကျွန်တော်ဟိုဘက်မှာလူတွေရှိတယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ဒီနေရာမှာညအိမ်မှာပေါ့နော်ရှုခင်းကတော့ကျွန်တော်တော်တော်လေးကိုရမ်းကြိုက်နေပြီဒီနေရာကကိုကစ်မှာဆိုလို့ရှိရင်တော်တော်လေးကိုနာမည်ကြီးတဲ့နေဝင်တောင်ဖြစ်ပါတယ်နော်ဟိုအပေါ်မှာတွေကလူတွေကအများကြီးပဲဟိုခီးသွားတွေကဒီနေရာကိုသူတို့နေဝင်ချိန်ကိုလာကြည့်တယ်
မိုးချိုသွားပြီဆိုလို့ရှိရင်တို့ကပြန်ကြတယ်ဒါပေမဲ့ကျွန်တော်တို့နှစ်ယောက်ကဒီမှာအဲ့ပါဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကြောက်သလားဆိုတော့လုံးဝမကြောက်ဘူးဘာလို့ဆိုတော့တဘာဝတရားကြီးကိုကျွန်တော်တို့ကအပြည့်အဝခံစားတက်နေပြီအဲ့ဒါကြောင့်မို့ကြောက်စိတ်ကိုကျွန်တော်တို့တဘာဝတရားကြီးနဲ့လဲလှယ်ပြီးတော့ကျွန်တော်တို့အသက်ရှင်တာပေါ့နော်အနောက်ကရှုပ်ကိုချက်လောက်ကြည့်လိုက်ပါဦးပါလေလူရှိတယ်ထိုင်နေတယ်ကျွန်တော်ဇူးရွှဲပြမယ်ဝေါဘာလေးတွေလဲဆိုတော့ကောင်မလေးတွေလားမသိဘူးဟာဟုတ်တယ်ဒီချက်ချင်းကောင်မလေးတွေပါဒီဟိုးပေါ်မှာလဲဟိုအနှံရှိတယ်ထိုင်းလန်ရှိတယ်ဟိုးပေါ်မှာထိုင်းလန်ခိုးနေတယ်ဘယ်နှယောက်လဲဆိုတော့တယောက်လားမသိဘူးကျွန်တော်အဲ့ဒီပေါ်တော့ဟိုတက်လို့မနိုင်တော့ဘူးပေါ့နော်ဒီအောက်မှာပဲကျွန်တော်တို့လောက်ရရှိတာလုံးမယ်โอเคအခုကျွန်တော်တို့တဲမဟုတ်တဲ့တဲဆောက်ပြီးပြီ။ဝါဒီဘက်ကမိုးတွေကြွားတယ်မိုးတွေကြွားမယ်လို့ပြောထားတယ်။ဒါကြောင့်ကျွန်တော်တို့အမိုးလို့တယ်။မိုးရလို့ရေတွေပါတွေစီးစင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီယာကြီးကိုဒီလိုလေးကျွန်တော်တို့လှုပ်ထားလိုက်တယ်ဆိုလို့ရှိရင်တော့ရေတွေမဝင်တော့ဘူး။အကောင်မလောင်နေကြတော့ကျွန်တော်တို့စိုးရဲစရာမရှိဘူးဒီနားမှာလေ။ဘာကောင်မှလည်းမရှိဘူး။ဟိုပိုတဲ့တောင်မရှိဘူးဒီနားမှာလေ။ဝါမိုက်တယ်ရှုခင်အမိုးရကြီးမိုးအတွက်ကကျွန်တော်တို့ဒီကောင်သုံးမယ်လေချင်းနော် bro လေလို့တော့ကျင်းတယ်ကျွန်တော်အခုဒေါက်လေးတစ်ချောင်းလောက်ရှာနေတာဘယ်လိုမှရှာလို့မရဘူးဒီမှာကြောက်ခဲတွေကြီးပဲ bro တော့ဆိုတော့အရေးပေါ်ကျွန်တော်တဲကိုထောက်တင်ဖို့အတွက်ဆိုတော့အောက်ဟာဒီမှာမြင်မှတလဲဆိုတော့အဲ့ဒါကြံရခဲ့တယ်ဒီမှာဒါတွေ့ရလက်ပါလက်ပါဒီကောင်ကဘယ်လိုကြီးလဲဆိုတော့ခါချင်းမျက်လုံးလိုဖြစ်နေတယ်ဒီကောင် what the hell
ရေကိုဟုတ်ဒီမှာထားရပြလိုက်မယ်မားအေးသေးစီသွားတဲ့ကြောက်ပေါ့နော်โอเคဒီမှာတွေ့ပြီယောလည်းနဲ့ချိုးရတော့အော်ဟုတ်ဟာတချင်းမရပြီနောက်ရှင်းပြတယ်ကျွန်တော်ဒေဟိုအောင်မတက်လားရှယ်ပဲဘာလို့နေလဲအဲ့ဘလုံးဟာဘာမှမစားသေးဘူးအဲ့မှာလုံးဟိုဘက်မှာမီးအစိမ်းတွေနဲ့ကပွဲစီတဲ့လို့ဖြစ်နေတာကဒါကင်းမမြားတယ်လို့ပြောကြတယ်ဒါ3စီး4စီးလောက်ပဲရှိတော့ဗောနော်အရင်တော့ဆိုတဒန်းကြီးကျွန်တော်ပင်လယ်မှာမြင်ဦးတယ်အဲ့ဒါကိုကျွန်တော်ဘာထင်လဲဆိုတော့ပွဲစီတဲ့လို့ထင်တယ်ဗျာโอเคကျွန်တော်တို့ကဘိုက်စာနေပြီတဲလဲယာယီစောက်ပြီးပြီဆိုတော့ကျွန်တော်စောက်ပတောက်ပြီးလောက်မယ်စောက်ပတောက်ဖို့ကဘာဖြစ်မလဲဆိုတော့ကတော့ကျွန်တော်ဇနီးကတော့ပြင်ဆင်ကျွန်တော်ကတော့အနက်လေးရှုပ်ပြီးတော့ဘိုက်ပြနေပါတယ်ဘာကနှလုံးရယ်ပြီးတော့ကွက်တီကိုအရေးလေးနဲ့ကျွန်တော်တို့ဒီညစာအဖြစ်ရွေးချယ်ထားတယ်ဒီအားလုံးလည်းစားစရာတွေအဆင်သင့်ဖြစ်ပြီဆိုတော့ကျွန်တော်ညစာဆွဲမယ်အားကြပါဦးဒါကခုနတော့ချက်ထားတယ်ကွက်တီကိုအချောက်ထုတ်ဒီမုတ်တွေကတော့ကျွန်တော်တို့လာတော့လမ်းမှာတွေ့ခဲ့တဲ့ညီကိုတွေပေးခဲ့တဲ့မုတ်ပေါ့နော်ရေကနှစ်ပူကဲလို့ဒီညီကိုတွေကျွန်တော်ဗီဒီယိုကြည့်နေတယ်ဆိုလို့ရှိရင်ဒီနေ့ကနေအရန်ကိုကျေးဇူးတင်ပါတယ်တော့တောင်ကတက်ရတာများတော့ဘိုက်စားတဲ့ပုံစံမျိုးဖြစ်သွားတယ်ပြီးတော့ရေကလည်းမလောက်ဘူးအဲ့ဒါကိုကျွန်တော်တို့ဒီညီကိုတွေကဒီဘက်ချိန်ကိုပြန်လာတဲ့ခါကျတော့ရေနဲ့မုတ်ကိုတောင်းဝဲတယ်ဒါပေမဲ့ကျွန်တော်ကပတ်စံမယူကျွန်တော်ကအတင်းပေးတယ်ဒါပေမဲ့မယူဒီညီကိုတွေကိုအားလုံးကျေးဇူးတင်ပါတယ်ဗျကောင်းပါပြီကင်းနီပါတီကောင်ကိုက်လို့တော့
မိုးရွာ bro ခြေရတဲ့အတိုင်းပဲမိုးရွာမယ်ဆိုတော့ okay ဒီမှာကျွန်တော်တို့9:14ပေါ့နော်ပုံးစိတ်ရန်ကလည်းမရှိဘူးဒီနေရာမှာ9:14မှာလေတော်တော်လေးကိုကျဲလာတာတွေ့ရတယ်3နာရီ4နာရီလောက်ဆိုပို့ပြီးတော့ကျဲမယ်အချိန်တွေကတော့ဒီအမိုးကတော့ဒီပါတစ်ချက်ရှိုးကြည့်အောင်တော်တော်လေးကိုရွယ်နေပြီညဘက်ဘယ်လိုအိတ်မလဲဆိုတာကတော့အခုမသိနိုင်သေးဘူးပေါ့နော်ဆီယမတော်ထဲမှာစကင်လာကင်းနေတယ် oh my god နေပူတာတဲ့လေတနေ့လား ဟာလားနေပူတယ်လား နေတောင်လောင်နာ ဟဲ့မိုက်တယ်ကွာတခါမှမချဘူးတော်ထဲမှာစကင်လာကင်းတယ်ဒါတော့ဖြစ်သေးတယ်ဖြစ်သေးပါတယ်ကျွန်တော်ဇနီးချောချောလေးကဘလို့ဆိုတော့အလှပရေးရကြီးစားရမှာဟုတ်ကျွန်တော်တဲအခြေလေးကိုရှို့လိုက်အောင်ပါလေတွေကတော်တော်လေးကိုကျန်းလာတယ်ကျွန်တော်ဒီကိုရောက်လာပြီဆိုတော့ဘာဝဒေယာတွေကိုကျွန်တော်အပြေဝခံစားမယ်အဲဒါကြောင့်ဘလောက်လေချစ်ချီကျွန်တော်တို့အပြင်မှာပင်လေကိုခံစားပါဘောနော်မျိုးထင်တယ်7 နာရီလေထိုးတော့မယ်ဆိုတော့စလီတော့မယ်โอเคကျွန်တော်တို့ရဲ့နေထားကိုရှိုးလိုက်ပါကျွန်တော်တို့ရဲ့ဟိုဘာကောင်းညာကောင်းလေးဝေလို့မရအောင်ကာထားတဲ့အချိန်လေးပေါ့နော်ဟိုဒီရှိုးလိုက်အော်ရှက်လဲပြီဟုတ်ပြီကောင်းတယ်အော်ကွယ်ပြီလားဒီညတွေ့တော့အားလုံးကျွန်တော်ပါဒါပေမဲ့ကျွန်တော်ချက်ပြမယ်Hello အခုက3:15ဘိုက်လဲစားရဲဆိုတော့မုံနည်းနည်းစားမယ်ပြီးတော့အပြင်မှာအပေါ်လေးပါရေးသွားရင်လည်းအပြင်မှာဘယ်လိုရှိလဲဆိုတော့တစ်ချက်ထွက်ကြည့်မယ်မနေ့3 နာရီခွဲအာလူကျော်ထစားနောက်လာယူတော့တော်တော်လေးကိုသဘောကျနေပြီပုံစံလေးတိုင်းအရှိမကျွန်တော်ရှိမယ်ပြီးတော့အနောက်မှာလာရှိမယ်ပြီးတော့ကျွန်တော်ဘေးနောက်မှာကျွန်တော်ချစ်ရှိရဲ့ဘိုးက
နာရီလောက်တော့တစ်ချက်ရွာလိုက်တယ်ခုကောင်းကင်ကမိုးရဲအောက်နေတယ်မနေ့စောလောက်မှာမိုးရဖို့ဖြစ်နိုင်တယ်အဲ့တော့ကြာလို့ရှိရင်ကျွန်တော်တို့ရဲ့တဲနဲ့ကမကြည့်ပါဘူးကျွန်တော်တဲကဟောစင်ဦးကြီးဖြစ်နေပြီဟာဒီလိုမိုးထားတဲ့ပုံစံမျိုးနဲ့မိုးကတော့ခံနိုင်မှာမဟုတ်ဘူးမောက်စားပြီးတော့အထဲမှာမအေးကြည့်တာလေအပြင်ကိုထွက်လာလိုက်တယ်ဘယ်လဲလန့်လိုက်တာလဲဒါကရှင်းမယ်အပြင်မှာပဲကွေးတော့မယ်အေးစိတ်နေတယ်โอ้โหရှယ်ပဲအပြင်မှာပုံလို့ရတော့ချင်းနဲ့ဆောင်းကြီးချုံလိုက်တာဆရာမကအပြင်မှာအိတ်ချင်လို့တဲ့အဲ့ဒါကြောင့်အိတ်ရတယ်အကုန်လုံးယူလာပြီးတော့အပြင်မှာမြေကြီးမှာပဲခင်းအိတ်ပလိုက်တယ်ရှောက်ကဲအဲ့ဒါကြောင့်မတွေ့မယ်Good morning ဘယ်နာလောက်ရှိတယ်မသိဘူးငါးခွဲလောက်ရှိတယ်ဝါအဲ့လိုကောင်းနေတယ်ဟောNot orange, bro. Okay, ကျွန်တော်အဲ့ရထပ်ပြီးတော့ coffee လေးပါလေးတောင်းရင်လည်းမနက်စာလေးပါလေးစားရအောင် Let's go.မနေ့စာမစားခင်ကျွန်တော်ပစ္စည်းတွေရှုပ်ပွားနေလို့ပစ္စည်းတွေအရင်သယ်လိုက်မယ်ပြီးမှကျွန်တော်မနေ့စာစားဖို့အတွက်ပြင်ဆင်မယ်ဗျ
coffee လည်းကုန်သွားပြီမမလည်းကုန်သွားပြီလောလောဆယ်ကျွန်တော်တို့ကျန်တဲ့ပစ္စည်းတွေတင်ပြီးတော့ပြန်ရတော့မယ်ဒီပူလာလို့ရှိရင်ကျွန်တော်တို့ပြင်ကိုထွက်ရတာပို့ပြီးတော့ပြင်မယ်မယ်ရေကလည်းမရှိတော့ဘူးကျွန်တော်တို့အပြင်ကိုထွက်ရမှာဆိုလို့ရှိရင်45မိနစ်လောက်လဲလျှောက်ပြီးတော့ခက်ထွက်ရမယ်ရေကလည်းမရှိတော့ဘူးဆိုတော့နေပူလို့ရှိရင်ကျွန်တော်တို့ပို့ပြီးတော့ခရီးပဲမယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါအခုပစ္စည်းတွေလည်းသိပြီဆိုတော့နေမပူရင်ကျွန်တော်ပြန်ရတော့မယ်ကျွန်တော်တို့ခီးထွက်လာတဲ့နေရာတွေထဲမှာကျွန်တော်ဒီနေရာကိုတော့အကြိုက်ဆုံးပဲတောင်တန်းတွေရယ်ပင်လယ်တွေရယ်နှိုင်းသည်တွေရယ်ပြီးတော့ပင်လယ်ရဲ့အငွေ့သက်နဲ့လေကောင်းလေသက်တွေအများကြီးခံစားခဲ့ရတာပေါ့နော်ညဘက်တွေလည်းထင်ထားသလားပို့ပြီးတော့တွေ့ရှင်ခဲ့ရပါတယ်โอเคကျွန်တော်တို့အခုသွားချင်းတန်ပြီဆိုတော့သွားရတော့မယ်အားလုံးပဲ bye bye